မင်းမရေ လူကြီးတွေကလည်းဘာမှ မင်းကမင်းစားရှိရယ်မ ပြလေကောင်းပါလေးကဘာမှမပြော ငါချောလာလို့ ချောလာအေး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 ဒီစမကလေးကြီး ဘလို့မချောတဲ့ကျွန်တော်ပြောမင်းမရော တ ချော ကယ် လာ ပဲချောတာတကယ်ပဲချောတာ စီတကယ်ကြီးငါချောလာဟောဒါတကယ်ရ ဘာ စိတ် မှမချောတကယ်ကျဘာမှမချော အကောင်မရဖင်ရတာကောင်မကြီး သူလည်းဖေရတာဖေကိုတိတ်ရတာ သူတော့ဘလောက်ချောကြသူတော့ဘလောက်ချာကြတာ အမားလို့ဆဲတာမဟုတ်သူ့ဆဲတာချစ်ချောလိုက်ဆဲတာ အေးအမေရော စကားပြောတယ်ကြည့်ပြောတယ်ကျွန်တော်လည်း စတန်ကိုစကကိုလီပေါ့ တော့ကချင်အမှန်နဲ့ကျွန်တော်အဲ့မှာစာရေးထားတာအဲ့စာတော့ လို့ အားမရင်နာအဲ့ဒီ နိစတာဂျီလိုမစတိုင်မချမဂျီလိုမစတိုင်လာ ဘာပြရကျမပါစတဲ့ မစတိုင်မစတိုင်ဘူးလား ကျောက်ဆရာကောင်း ကလေးပါက ဆွတ်ညီမလေး ကလေးပါလားကလေးပါလားကလေးပဲကလေးကျင်းမြလောပြုတ်ပြလာထွက်တာလေ အရှိအဒီလိုပဲအခုဒါအိမ်ငါ မရှိ ဘလို့ကျွန်တော်ချောရနော်ကျွန်တော်အရန်ချောရ ချောမအဂျီဂျီ ဒီပေးနာလူရမ ရှင်လို့ထတော့ညီမတငယ်ကြီးကတော့ချောတာ အော်ဒါတကယ်စိတ်တက်လာသူလည်းချောရတယ်လား သူများခြုံတုံးလုံးမယ် သူကဖန်နဲ့ဆယ်ပို့ချောရဘလို့စင်သူ့ပါကြက် ဒီကြတယ်အဲ့ဒါလည်းဒီမှာကျွန်တော်လည်းအသားတိုင်တယ်အဲ့ကျွန်တော်မြေကြီးကိုတိတ်မယ်ဆိုတော့မတိတ်မခံဘူးဒီတော့မှလည်းညီတို့တွေကဒီတန်ကာထားတာလေကာထားတော့ဘယ်လိုကာထားမယ်လဲတန်တကာတွေမအပွားအနေဇာပြလေးကာလေးတဲ့ ဒါပါရ လူကြီးမှကြောက်လို့ဆိုဇာပြလေးတွေဖြောက်ကိုအဲ့ဒါ အော်အီးဆောင်ကွာလားဆောင်ကွာလား အဲ့ဒါဒီမှာဇာကာလေးကိုကာပြည့်ပြည့်အမေညီတို့ကတော့စီများပါစီတူညီတို့ကတော့ အဲ့လိုပြောမလို့ပဲလေ ညီတို့ကတော့တိတ်မှကြောက် အဲ့နဲ့နဲ့တပီပြောနေလေ အဲ့လိုတိတ်မှကြောက်တဲ့ဟာအပူချင်းတိတ်မှတော့ငါတို့ကမသိဘူးလို့ပြောဒီမှာအဲ့လိုပြောတယ်ဆောင်းတောင်းနေတာပါနဲ့တလက်မကြီးကိုအုပ်လိုက်ပြီးထွက်လာအဲ့ဒီကြောင့်ကျွန်တော်ယောက်ျားကျွန်တော်ယောက်ျားဆဲတာဒါလေးကတက်တိရှိပဲတောင်း ချမလာငါပြောမလား အဲ့ဆန်ထုတ်တာလေကောင်းမှမဟုတ်ဘူးလည်းလည်းမလို့စောက်ကြည့်မကောင်းဘူး ချမကိုပြောနှစ်ခုရငါ အဲ့တောင်းတာလည်းမှန်တယ် အဲ့မစပါနဲ့ကလေးနော်ကလေးကလေးရောကလေးကြည့်ပြတယ် ဆောင်းငါမနေခုနငါပြောမလို့ရှိတယ်နော်နန်းထလာလာပြောဟဲ့ ဟေးပြပဲ ကလေးတော့စကားအကလေးအနေနဲ့ဘယ်ချော အဲ့သူ့နှချီငါလာပိတ်မင်းနှချီတော့မလေးငါကြောက်တယ်မင်းနှချီမလေးကလေးမလေးကလေးရတရားနဲ့စစ်နေလေဟော ချမကိုပြီးတာချမကိုလည်းဟိုဘက်ထွေးတဲ့ကလေးကို တိတ်ချင်လာလည်းတော့ မမလောက်ကြလာသမားဘလို့လဲကလေးရ ဟိုလေ ဟိုကလေးတစ်လေ အဲ့တော့နာဆိုလက်တွေဟိုနေကြည့်တယ် ဟိုပါဦးသမီးပုံနဲ့ဆော ဟိုတရကြပြီဟောတယ်လားဘလို့ကျွန်တော်ချောရပါရဲ့ စာပေါ် ဘ ကြီး လို့ကျွန်တော်ချောတယ်ကျွန်တော်ဒီတငယ်ချင်းကချောပါတယ် ရှင်ကမချောကျမတငယ်ချင်းမှာ သူလည်းချောတယ်လားတိုင်းသူချောတယ်သူချောတယ်ဒါကျွန်တော်ထမချောတော့ငါချောတယ်သူကအပြင်ထွက်ထွက်ဆော့တဲ့အတွက်ကျွန်တော်သူကနည်းနည်းညိုရပေါ့နော်သူက ကျမညီမတို့ဒီမှာဒီပေါ်တက် ဒီကလေးကတော့တော့ဖြူစွတ်ပါတယ်ဒီကလေးကတော့ဒီကလေးကဖြူ နေတာပြူစု သူကတော့ကျွန်တော်ထဲမဖြူပါဘူးဆိုတော့ကျွန်တော်ကဘာမှနမဝင်မှာချောထားလေ အဲ့တော့မှလည်းချော ထားလိုက် ရှင်းချာကျွန်တော်တငယ်ချင်းနေပါကျွန်တော်တယောက်လုံးနေပါသေးတယ်သူ့ရဲ့အမဖြစ်ပါတယ်တယောက်လုံးသူကဘာမှညှက်ထားတယ်ပြောဘာရှောက်ပြောနော် ရှိအဆန် ရှိ ရီဆန်ဝတ်တယောက်လို့ဒီဝတ် ဘာဝတော့ ဝတ်ရှော့တင်လို့ဝတ် โอเคအားလုံးပဲတငယ်ချင်းဘိုင်ဘိုင်ငါတို့ဒီကကျွန်တော်ပြီးရှင်ကျွန်တော် YouTube ပေါ်တင်နေကျွန်တော် follow လုပ်ခဲ့ဖို့မှာလုပ်နေတယ်နော်